ပြည်သူတွေကိုမလူတန်းနိုင်ပေမဲ့မောင်လေးလူသမားကိုတော့ဖြည့်ဆည်းပေးနေတဲ့အကယ်ဒမီချူလေးပရိသတ်များလုံးမင်္ဂလာပါရှင်77မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အကယ်ဒမီချူလေးတစ်ခုကိုရရှိပြီးတော့တနိုင်ငံလုံးမှာဘဝင်အမြင့်ဆုံးဖြစ်နေတဲ့အကယ်ဒမီချူလေးကတော့လက်ရှိမှာဝေဖန်မှုတချို့နဲ့ရင်ဆိုင်နေရပါတယ်အဲ့ဒါကတော့သူမအနေနဲ့ငလင်ဘေးတင်ပြည်သူတွေအပေါ်မှာတစ်ကြိမ်တစ်ခါမှလူဒန်းခြင်းမရှိခဲ့တဲ့အတွက်ဖြစ်ပါတယ်။တခြားသောနိုင်ငံကျော်မင်းသားမင်းသမီးတွေအပါအဝင်အနုပညာရှင်တွေကအနုပညာချင်းနေပါတဲ့ဇပိုးဇက်ရံနဲ့တရုတ်ဆောင်တွေတောင်မှတက်နိုင်တဲ့ဘက်ကနေလူဒန်းနေရဖြစ်ပါတယ်။အချင်းပေါင်းတယ်လေးဖတ်သီးမှရေခဲချောင်းတယ်လေးကိုရှိုင်းစောအစရှိရဲ့ဆင်းရဲနှံပါတဲ့ပြည်သူတွေတောင်မရှိရရှိတာအကုန်ထုတ်ပြီးတော့လူဒန်းကုသိုလ်ယူနေကြပါတယ်။ဒီလိုချိန်မှာအရန်နာမည်ကြော်ကြားပါတယ်ဆိုတဲ့တရုတ်ဆောင်အကယ်ဒမီချူလီကတော့လူဒန်းမှုတွေလုံးဝမပြုလုပ်ခဲ့ပါဘူး။ဒါကြောင့်ပရိသတ်တွေကဝေဖန်နေကြတဲ့အခါမှာတနာစပွဲကောင်းစွာပြန်ပြောနေရဖြစ်ပါတယ်။သူမမှာအကျွေးတွေအများကြီးရှိနေတဲ့အတွက်လူဒန်းနိုင်စွာမရှိကြောင်းအကယ်ဒမီရွှေစင်ရုပ်ထုကိုရွှေကျဲလေးကိုတောင်ရောင်းချပြီးတော့လူဒန်းရမလို့ဖြစ်နေတဲ့အကြောင်းတွေကိုပြောနေရဖြစ်ပါတယ်။ဒီလိုမျိုးတနာစရာပုံစံလေးမျိုးလုံးပြနေပြီးတော့ပြည်သူတွေကိုဒါလူဒန်းဖို့ပတ်စံမရှိပေမယ့်သူမရဲ့အရန်ကိုချင်းရတဲ့အဆိုတော်ကြီးကိုတော့ရှိသမျှအကုန်ထုတ်အမ်းနေခဲ့တာဖြစ်ပါတယ်။လိုအပ်သမျှတွေကိုလည်းဖြည့်ဆည်းပေးပြီးတော့မမကြီးအနေအထားနဲ့မောင်လေးကိုမျက်နှာမငယ်ရအောင်ဂရုစိုက်ပေးနေကြရပါတခြားသောနိုင်ငံကျော်မင်းသားတွေကိုတောင်အထင်မကြီးပဲဒီမောင်လေးတယောက်တည်းကိုပဲမြေတောင်မြောက်ပေးပြီးတော့ဆွဆွလန်းလန်းချစ်ခင်ပေးနေရဖြစ်ပါတယ်အခုလည်းပြည်သူပြည်သားတွေပေါ်မှာသူမကိုချစ်တဲ့ပရိသတ်တွေအပေါ်ကိုသာလူဒန်းစရာပတ်စံမရှိပါဘူးဆိုပြီးပြောဆိုနေပေမယ့်မောင်လေးလိုအပ်သမျှတွေအကုန်ဝယ်ယူပေးနေတဲ့ပုံရိပ်လေးတွေကိုတွေ့နေရတာဖြစ်ပါတယ်ရွှေတွေငွေတွေကအစာပါတစ်ခုမှလိုအပ်ချက်မရှိအောင်ဖြည့်ဆည်းပေးနေရဖြစ်ပြီးသူမရဲ့အချက်တွေကိုအခုလိုနည်းနဲ့ထုတ်ပြနေကြတာဖြစ်ပါတယ်ပြည်သူတွေကိုလူဒန်းဖို့မစင်စားဘူးလားဆိုပြီးဝေဖန်မှုတွေရရှိနေတဲ့အချိန်တုန်းကတော့သူမလည်းစူးစမ်းပေမဲ့အကျွေးတွေဝိုင်းနေရကြောင်းမလူတန်းနိုင်သေးဘူးလို့ဆိုပါတယ်။ရသမျှလည်းအကုန်စုဆောင်းပြီးတော့ရှာဖွေနေပေမဲ့လည်းသူများတွေလိုမလူနိုင်တဲ့အတွက်ဒီအတိုင်းပဲထိုင်ပြီးတော့အားကျနေရတယ်လို့ဆိုခဲ့ရပါ။အကယ်ဒမီရွှေစင်ရုပ်ထုကရွှေကျဲကိုတောင်ရောင်းချရတော့မလို့အခြေအနေတွေနဲ့ကြုံတွေ့နေရပြီးတော့ဝေဖန်မှုတွေခံနေရတဲ့အချိန်မှာအမှန်တကယ်လည်းရွှေကျဲကိုရောင်းပြီးတော့အလူတန်းတွေလုပ်ပြခဲ့ပါတယ်။ဒါတောင်မှအိမ်ဆောင်ရင်းနဲ့ကုန်ကြထားတဲ့ကုန်ကြစိတ်တွေကိုအခုထိဆက်နေရဆဲဖြစ်ကြောင်းပြောခဲ့ရပါ။အကယ်ဒမီရထားတဲ့မင်းသမီးတလက်နေနဲ့တာမန်ဆယ်လီတယောက်ဖြစ်တဲ့ဖြူဖြူထွေးလောက်တောင်လူဒန်းနိုင်စွမ်းမရှိဘူးလားဆိုပြီးအပြောဆိုလဲခံခဲ့ရပါတယ်။ချူလေးကတော့သူမမှာအလောက်ထိမချမ်းသာကြောင်းလူဒန်းမှုမတတ်နိုင်ကြောင်းပြောနေပေမဲ့မောင်လေးပုံမှာတော့မရှိရှိတာတွေအကုန်ထုတ်ပြီးတော့လိုအပ်သမျှကိုဝယ်ပေးထားတာဖြစ်ပါတယ်။သူမရဲ့အရန်ချရတဲ့မောင်လေးဖြစ်တဲ့အဆိုတော်ကြီးကတော့ချူလေးကစတွေ့တော့ကအိုမင်းနေပြီးတော့အသက်ကြီးကြီးအမကြီးတယောက်လိုခံစားရကြောင်းပြောနေရပါ။ဒါပေမဲ့ချူလေးကတော့သူများတွေပုံမှာဘလောက်ပဲချေမိုးနေပါစေသူမကိုဒီလိုမျိုးအသက်ကြီးပါတယ်ဆိုပြီးဖဲ့နေတဲ့မောင်လေးကိုတော့အရန်ချစ်ပြီးတော့ရှိသမျှအကုန်ထုတ်ကျွေးနေရပါအကယ်ဒမီမင်းသမီးချူလေးကလက်ရှိမှာတော့ရုပ်ရှင်ကားတွေရိုက်ဖို့အတွက်ငှားရမ်းမဲ့သူမရှိအားကြောင်းဇလန်တွဲတွေကိုပဲရိုက်ကူးလို့နေကြရပါတယ်ပြည်သူတွေပေါ်မှာလူတန်းမှုပတ်စံမတတ်နိုင်ပါဘူးဆိုပြီးညီးပြနေပေမယ့်မောင်လေးလိုသမျှဖြည့်ဆည်းပေးပြီးတော့အရန်ချစ်ပြနေတဲ့အကယ်ဒမီချူလေးပေါ်မှာပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်